ဒီနေ့ဇွန်လ23ရက်ကကျွန်တော်အလုပ်လုပ်ခဲ့တဲ့ YMCA ရဲ့စေရတုတပင်ပေါ့နော်စေရင်တုမင်္ဂလာအခမ်းအနားပေါ့နော်အဲ့ဒီအခမ်းအနားကိုဖိတ်တဲ့အတွက်ကြောင့်ကျွန်တော်သွားပြီးတော့တက်ရောက်ဖြစ်ခဲ့တယ်ပေါ့နော်ကျွန်တော်က YMCA မှာ2006ကနေပြီးတော့မှ2013အထိ project နှစ်ခုကျွန်တော်အလုပ်လုပ်ခဲ့တယ်ပေါ့နော်2006ကစတဲ့ project ကတော့ဒီအိမ်နိုင်ရောက်တကြီးရွယ်ကိုစောင့်ရှောက်ရေးစီမံကိန်းပေါ့နော်ဆိုတော့တကြီးရွယ်ကိုစောင့်ရှောက်ရေး YMCA ကမွေးဖွားပေးလိုက်တယ်ဆိုတော့ကျွန်တော်ကလည်းအခုကိုထူကိုထားနဲ့ဒီတကြီးရွယ်တွေကိုစောင့်ရှောက်မှုဆက်လက်လုပ်နေတယ်ဆိုတော့ဒါကျွန်တော်တို့မွေးဖွားလိုက်တဲ့အဖွဲ့အစည်းပေါ့နော်ကျွန်တော်ရဲ့မိခင်အဖွဲ့အစည်းကျေးဇူးရှိတယ်ပေါ့နော်ဆိုတော့ဒီ85နှစ်ပြည့်အခမ်းအနားကိုဖိတ်တဲ့အတွက်ကြောင့်လည်းကျေးဇူးအများကြီးတင်တယ်ပေါ့နော်အားကြောင့်မလို့တက်ရောက်ပေးခြင်းဖြစ်ပါတယ်မေအောင်ဆိုရအောင်လေ။ဒါကြောင့်မတွေ့ဘူးလို့ကျွန်တော်ပြန်နေတာ။ဒီမှာမမယူသွားတော့ဆက်လိုက်ပဲ။မမရေဟုတ်ကဲ့ဒီမှာတော့ကျွန်တော်တို့ဒီ home care ပေါ့နော် home care project လုပ်တော့ကျွန်တော်တို့ရဲ့ internal audit ပေါ့နော်ဒီ resident စစ်ပေးခဲ့တာပေါ့နော်ဆိုတော့အလုပ်အားဖြင့်ကျွန်တော်တို့အတူတူလုပ်ခဲ့ကြတယ်ပေါ့နော်ဒါတော့ဒီအခုလက်ရှိ YMC ရဲ့ General Secretary ပေါ့နော်အကဦးမောင်ဝင်းဖြစ်ပါတယ်ကျွန်တော်တာဝန်ထမ်းဆောင်တဲ့အချိန်တွေကအခုအထိပေါ့နော်ဆိုတော့ဝန်ထမ်းဟောင်းတွေဖိတ်ကြတဲ့အခါကျတော့ဝန်ထမ်းဟောင်းတွေလည်းစူးစမ်းပြီးတော့လာကြတယ်ဒါမှမဟုတ်လူမစုံဘူးပေါ့ဗျာသိရမလားအားလုံးကပြန်ကျဲနေပြီအချိန်ကာလတစ်ခုကြာလေဝန်ထမ်းဟောင်းတွေကပို့ပြီးတော့ဝေးကွာလေးဖြစ်တတ်တာပေါ့နော်ဆိုတဲ့အခါကျတော့ရန်ကုန်မှာရှိတဲ့လူတွေကတော့စူးစမ်းပြီးတော့လာကြပါတယ်ရန်ကုန်မှာမဟုတ်ဘဲနဲ့ပြည်ပနိုင်ငံတွေရောက်နေတာမျိုးတို့တခြားမျိုးရွာရောက်နေတာမျိုးတွေဆိုရှင်လည်းပဲမတက်ရောက်နိုင်ဘူးပေါ့နော်တချို့မလာနိုင်တဲ့ဝန်ထမ်းတွေကြတော့လည်းပဲ Zoom ကနေပြီးတော့လေသူတို့ online ကနေပါဝင်တယ်လို့လည်းသိရပါတယ်နော်ဆိုတော့တွေ့ရတာပြန်ဝမ်းပါတယ်ပေါ့နော်ကိုယ်လုပ်ဖို့ဆိုတော့အောင်ပြီပေါ့နော်ကျွန်တော်ကိုတော့လို့မစဘူးဟုတ်တယ်ဟိုတော့ကောင်းစရာတွေဖြစ်ပြီးဆရာပါလားပါတယ်ဟိုက registration လုပ်ရမှာလားဟုတ်ကဲ့ဟုတ်အဲ့ဆိုဝင်လို့လိုက်ကုန်မယ်နော်ဟေးဘာလို့ရေးရမှာလဲအလွတ်မှာထိုးရမှာဟိုနေဟာကြီးဟုတ်ကဲ့မမအရန်လာတယ်တော့တို့မဟေးမူးလာမယ်မူးရဲ့သူ့ယောက်ျားရဲ့ကျွန်တော်ဗာရမှာလဲဝန်ထမ်းဟောင်းပေါ့ HYMCA ပေါ့အရင်တော့ YMC အရင်တော့ YMC ကျေးဇူးပါအရှိပါအစင်းလိုတိုင်းပဲယူနဲ့တော့ရိုက်ဦးမယ်လေတို့အလှမကေးတွေနဲ့တော့ရိုက်ဦးမယ်လာစင်တာပေါ့တို့မှာခီးရတယ်ဒီကုသကပြန်လာတော့ရမ်းညော်လေးနေတာအဲ့ဒါကြောင့်မလို့ချစ်လိုက်တာမပြောနဲ့ကိုရအောင်လို့လည်းပွဲနေလားတဲ့တော့ရိုက်ဦးမယ်မမကျွန်တော်ပြီးပို့ပဲငါတို့ရိုက်ဒီမှာလာမိုးလေလာဒီဘက်ကလာငါဘက်ကလာဟိုဘက်သွားအောင်ည1 2 3ကနောက်အမီးကအရင်လင်းနေတယ်အရင်လည်းတော့ရိုက်မိုင်းနဲ့လိုက်ခဏနေအောင်ငါတို့ရန်အကယ်ဒမီလာတက်လာအကယ်ဒမီတက်လာလို့အချိန်你迷了没灵了？玩都是这样的。迷了年票啊！一把。压不啦？哎，17了压不啦？OK， thank you。ကျေးဇူးတင်ပါ Thank you。ကျေးဇူးတင်ပါခုလည်းရိုက်ပြီနော်2 second ဟုတ်ကဲ့ပါဟုတ်ကဲ့ပါမောက်ဒီနေ့ကြည့်ပြီနော်1 2 3ဘယ်1 2 3ရိုက်ပါပြီနောက်တစ်ပုံဘယ်1 2 3 Okay 1 2 3ဟိုကြတော့ဒီကပါတယ်1 2 3ဟုတ်လားပါရ1 2 3အမဒီနဲ့နေနေဟုတ်တယ် Okay ဝါရိုက်မယ်နော်1 2 3 1 2 Okay ဒါတော့ဟိုပေါ့ YMC စေရတုရဲ့ဟိုပေါ့အမှတ်တရ
brochure လေးပေါ့နော်ရင်မျိုးလေးပေါ့နော်ကျေးဇူးပါโอเคလာပါပြီဇောကူတွေ့ရတော့ဝမ်းသာတယ်โอเค ဒါကတော့ကျွန်တော်နဲ့ home care တုန်းကအတူအလုပ်လုပ်ခဲ့တဲ့ယာရူးတူအတူဌာနအတူပေါ့နော်သူကကျတော့လှိုင်သာယာအဖိုးဖွားတွေကိုကန်ရတယ်ကျွန်တော်ကကျတော့ဒီအင်းစိန်အဖိုးဖွားတွေကိုကန်ရတယ်ပေါ့နော်ယာရူးတူရဲ့အလုပ်လဲတူရဲ့အခါကျကျွန်တော်တို့ကဘယ်သွားတပူတွေပဲမသိတဲ့လူတွေကျွန်တော်တို့အမှားလေးလို့ထင်တာပေါ့နော်ဆိုတော့အလုပ်အားဖြင့်လည်းပဲကျွန်တော်တို့အတူလုပ်တဲ့အခါကျတော့သွားတူလာတူပေါ့နော်သတိရပါတယ်ဒီနေ့ကတော့သူကသူ့အမျိုးသားရဲ့သူ့သမီးလေးကိုခေါ်လာတယ်သူ့အမျိုးသားလည်းပဲကျွန်တော်တို့ဝိုင်ရဲ့ဝန်ထမ်းဟောင်းဖြစ်ခဲ့တယ်ပေါ့နော်ဒါတော့သူတို့ရဲ့မိသားစုလေးပါအမှုတော်မြတ်မှာပါဝင်ပြီးတော့ကော်မတီဝင်လူကြီးတွေများကျမတို့အဖွဲ့အစည်းတီးတီးကျမတို့ဝန်ထမ်းတွေအားလုံးပါဝင်ရရှိပါတယ်။ဒါကြောင့်မလို့ယခုချိန်နာရီဟာဆိုရင်မင်္ဂလာပေါင်းဖြင့်ပြည့်စုံပြီးတော့မြန်မာ YMCA အတွက်တကယ်ပဲဘုံလူမှတ်တမ်းတင်စရာချိန်နာရီဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့ဝိပုကိုယ်ရဲ့ကျေးဇူးတော်ရှင်မကြီးကိုအစားပြုတော်မှာဖြစ်ပါတယ်။ ဆုတောင်းလိုက်ဒါမျိုးလိုရှိသည်များအတ္တအားလုံးကိုရှိတော်မူကျမ်းမာကြပါစေလို့ပြုနေပါတယ်။ဘောလုံးမှာဝိုင်းစီ90နှစ်မြောက်စိတ်စုတော်ကျေးဇူးတော်ချီးမွမ်းဝဲအစီအစဉ်ကြောင်းကြွားရပါတယ်။ဘုံပြုခါဝိုင်းစီကောင်းဆောင်များမြန်မာဝိုင်းစီအမျိုးသားအမှုဆောင်ကော်မတီလူကြီးများမြန်မာဝိုင်းစီဌာနကော်မတီဝန်ကြီးများဒေသန္တရဝိုင်းစီဖြစ်မြောက်ဝိုင်းစီများလူကြီးများနဲ့တာဝန်ရှိဝန်ထမ်းများမိဖက်ဥပအလူရှင်ဖွဲ့စည်းများတာဝန်ရှိသူများတင်းတော်အင်းဖွဲ့များမှတာဝန်ရှိသူများမြန်မာဝိုင်းစီကော်မတီဝန်ဟောင်းများမြန်မာဝိုင်း တန်ကြီး46ဒီမှာလေဆက်လက်ပြီးတော့ကျွန်တော်တို့အတူတကွဓမ္မဒေသနာခံယူ YMC ကိုဘယ်သူ carry လုပ်ခဲ့လဲ90ဘယ်ချိန်မှာရေးသလဲဘာကြောင့်ရေးသလဲပေါ့နော်ကျန်းစာရဲ့ background ကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာဒီရှာရကိုကျွန်တော်တို့3ပိုင်းပန်းပြီးတော့ကျန်းပညာရှင်တွေကလေ့လာကြပါဒီကျန်းစာကဘယ်မှာပါလဲဆိုရင် second Isaiah မှာပါပါတယ်သူတပြင်းတော့ second Isaiah ကဘယ်ဟာကိုရေးတာလဲဆိုရင်ဘယ်သူတွေကိုဥတည်တာလဲဆိုရင်ကျွန်တော်တို့ဒီဘေဘလုံကိုဘာဘူးလုံကိုဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ဘေဘလုံနီးရဲ့အိမ်ဆိုင်ကာလာပြီးကာလီမှာရေးတာအဲ့ဒီလူတွေကဘာဖြစ်နေလဲဆိုတော့ကျွန်တော်ဒီမှာမြေပုံလေးတစ်ခုကျွန်တော်ပေါ်ပြထားပါတယ်ဆိုတော့ပထမအိမ်ဆိုင်တုန်းကကျွန်တော်တို့ဒီအာရှုရီတွေကနေပေါ်သွားတယ်ဒုတိယအိမ်ဆိုင်မှာဘာဘူးလုံကိုကျွန်တော်တို့ဒီနေဘုတ်ကနေသားအပြင်ပေါ်